ဟိုးရှေးတုန်းကပေါ့နိုင်ငံကြီးတစ်ခုကိုအုပ်ချုပ်တဲ့ဘရင်ကြီးတစ်ပါးရှိခဲ့ဖူးပါတယ်ဒီဘရင်ကြီးဟာတရားမျှတမှုကိုမျှနှိုးပြီးပညာဗဟုသုတနဲ့လည်းပြည့်စုံသူတစ်ယောက်ပါတိုင်းသူပြည်သားအားလုံးကလည်းဘရင်ကြီးရဲ့တရားမျှတမှုနဲ့အပြုမှုတဲ့အပေါ်မှာအယံကိုစိတ်ချမ်းသာပျော်ရွှင်နေကြတာပေါ့ဒီနေ့မှာတော့အဲ့ဒီနိုင်ငံထဲကလယ်သမားလေးတစ်ယောက်ရဲ့အိမ်မှာခိုးယူခံလိုက်ရပါတယ်လယ်သမားလေးခမရသူ့ရဲ့ပစ္စည်းတွေအခိုးခံလိုက်ရတဲ့အတွက်တော်တော်လေးကိုစိတ်ဆင်းရဲပြီးပူဆွေးနေရတာပေါ့အခိုးခံလိုက်ရတဲ့ငွေတွေကိုဘယ်လိုပြန်ရမလဲဆိုတာသူလုံးဝစဉ်းစားလို့မရနိုင်အောင်ဖြစ်နေပါတယ်ဟေ့ရာမှုဘာဖြစ်တာလဲဒီနေ့ကြည့်ရလားတော်တော်လေးစိတ်ညစ်နေပုံပဲမိမကပဲတခုခုပြောလို့ရန်ဖြစ်လာပြန်ပြီလားအိုးမဟုတ်ပါဘူးမိုဟန်ရဲ့အဲ့ဒီလိုမဟုတ်ပါဘူးငါမိမအတွက်အင်ဂျီရဲ့တစ်လေးဝယ်ပေးချင်လို့တနစ်ဘလုံးလဲလို့ပြီးပိုက်ဆက်နေစုထားဖေးလာပါဒါပေမဲ့ငါကံကြမ္မာကတော်တော်ကိုစိုးလာချီလားကံကြမ္မာဆိုတယ်ဘာဖြစ်လို့လဲမိမဘာလီဖြစ်ခဲ့လို့လဲငါ့ကိုပြောပြပါဦးမနေ့ညကငါအိမ်ကိုတခိုးဝင်သွားတယ်လေအဲ့ဒီတခိုးကဘယ်သူလဲဆိုလာလဲငါမသိဘူးအခုငါအတွက်ဘယ်သူကတရားစီရင်ပေးမှာလဲအဲ့ဒီပိုက်ဆံနေတာပြန်မရရင်တော့ငါအသက်ရှင်လျက်နဲ့တည်သွားသလိုဖြစ်မှာပဲအိုးရာမှုရေမင်းအဲ့ဒီလောက်အထိစိတ်မပူပါနဲ့ငါတို့နိုင်ငံနဲ့ဘရင်ကြီးဟာအယံကိုညံကောင်းပြီးပညာရှိတဲ့သူပါသူမင်းရဲ့အခက်ခဲကိုသေချာပေါက်နားထောင်ပေးမှာပါမင်းဘရင်ကြီးစီကိုသွားပြီးတရားမျှတမှုအတွက်အကူအညီတောင်းလိုက်ပါအဲ့ဒီလိုပြောပြီးမိုဟန်ကထွက်သွားသလိုခဏကြာတော့ရာမှုလည်းဘရင်နန်းတော်စီကိုတန်းမတ်လာခဲ့ပါတော့တယ်ရာမှုဟာဘရင်ကြီးရှေ့မှာအတနာခံပြီးသူ့ရဲ့ငွေတွေအခိုးခံလိုက်ရတဲ့အကြောင်းကိုအကုန်ရှုပ်တင်လိုက်ပါတယ်ရာမှုမင်းဟာဘရင်ခုရှဲစင်းရဲ့ညီလာခံကိုရောက်ရလာဖြစ်တဲ့အတွက်တရားမျှတမှုကိုတေချာပေါက်ရစေရမယ်ငါကိုယ်တိုင်အဲ့ဒီတခိုးကိုဖမ်းပြီးပြင်းထန်အဖြစ်ပေးမယ်အမကြီးရာမှုရဲ့အိမ်မှာဘယ်သူခိုးသွားလဲဆိုတာကိုအမြန်ဆုံးစုံစမ်းထောက်လှမ်းပေးပါဘရင်ခုရှဲစင်းရဲ့အမကြီးဟာလည်းဘရင်ကြီးလိုပဲပညာရှိသူတယောက်ဖြစ်တာကြောင့်ဘရင်ကြီးကသူ့ကိုအယမ်းယုံကြည်ပါ၏ဘရင်ကြီးရဲ့အမိန့်ကိုရချင်းပဲအမကြီးဟာတခိုးကိုရှာဖွေဖို့အလုပ်စလုပ်ပါတော့လေညနေပိုင်းအမကြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာမှာစိုးရိမ်ပူပန်နေတဲ့အရေးအယောင်တွေအထင်အတိုင်းမြင်နေရပါတယ်။အိုးဘာဖြစ်လို့လဲရှင်။ဒီနေ့ဘာတွေများဒီလောက်တောင်တွေးတော်နေရတာလဲ။အိုးဆုစီလာရဲ့စိတ်ပူစရာကိစ္စရှိနေလို့ပါ။ငါတို့နိုင်ငံကလဲသမားရာမှုရဲ့အိမ်မှာအခိုးခံလိုက်ရလို့တခိုးဖမ်းပေးဖို့ဘရင်ကြီးကငါ့ကိုအမိန့်ပေးလိုက်တယ်။အခုတခိုးကခိုးပြီးထွက်ပြေးသွားပြီလေ။သူဘယ်မှာရှိနေမှလည်းမသိဘူး။ငါသူ့ကိုဘယ်လိုဖမ်းရပါမလဲ။ဒီလောက်လေပဲလား။ကျမမှာအကြံတစ်ခုရှိတယ်။အဲ့ဒီအစီအစဉ်တိုင်းဆိုရင်တခိုးကသူ့အလိုရှင်လို့စီကိုလာပါလိမ့်မယ်။ရှင်တစ်ခုလုပ်လိုက်ပါ။အဲ့ဒီလေသမားရဲ့အိမ်မှာငွေအချို့သွားထားခိုင်းလိုက်ပါ။ပြီးတော့ဘရင်ကြီးကလေသမားရဲ့ဆုံးရှုံးမှုကိုပြန်ဖြည့်ပေးလိုက်ပြီးအခိုးခံရတဲ့ငွေထက်နှစ်ဆတောင်ပို့ပေးလိုက်တယ်လို့တနိုင်ငံလုံးသိအောင်ကြေညာလိုက်ပါ။အမကြီးဟာသူ့ဇနီးရဲ့စကားကိုနားထောင်ပြီးအဲ့ဒီအတိုင်းပဲလုပ်လိုက်ပါတယ်။ရာမှုကိုဘရင်ကြီးစီကနေငွေနှစ်ဆရစေခဲ့ပြီးဒီသတင်းကိုတခိုးတွေရောက်သွားအောင်တနိုင်ငံလုံးအနှံ့ပြန့်နှံ့စေခဲ့ပါတယ်။အခုတော့အမကြီးဟာသူ့ဇနီးရဲ့စကားအတိုင်းရုပ်ဖြတ်ပြီးလဲသမားရဲ့အိမ်မှာပုန်းနေလိုက်ပါတယ်။ဟေ့ဘာခီယာမင်းကြားလိုက်လားငါတို့ခိုးခဲ့တဲ့လဲသမားအိမ်ကိုဘရင်ကြီးကငွေနဲ့စတောင်ဖေးလိုက်တယ်တဲ့ဟုတ်တယ်ဂျာကြီးကငါတို့တခုလောက်ကြရအောင်အဲ့ဒီငွေတွေကိုပါထပ်ခိုးကြတာပေါ့နောက်တစ်ခါဆိုရင်ဘရင်ကြီးကအဲ့ဒီလဲသမားကိုလဲစတောင်ဖေးဦးမှာအဲ့ဒီလိုနဲ့ငါတို့တွေအရန်ချမ်းသာသွားပြီးဒီနိုင်ငံကနေအပီးအပိုင်ထွက်သွားကြတာပေါ့တခိုးနေအောင်လုံးဟာလဲသမားအိမ်စီကိုထွက်လာခဲ့ကြပါတယ်လဲသမားအိမ်ထဲကိုရောက်တာနဲ့ငွေတွေကိုသူတို့ရဲ့အထုပ်တွေထဲကိုတင်းကျုံထည့်နေကြတာပေါ့။ရာမှုရဲ့အိမ်ထဲကနေထွက်လာတာနဲ့တပြိုင်နက်အမကြီးနဲ့စစ်တီတွေကတခိုးတွေကိုဝိုင်းထားပြီးချက်ချင်းပဲဖန်စီလိုက်ပါတော့တယ်။တခိုးတွေမင်းတို့ဟာစင်းရဲတဲ့လဲသမားတယောက်ရဲ့အိမ်ကိုခိုးခဲ့ကြတာပဲ။ရှက်တက်ဆန့်ပါ
မင်းတို့သာငါနန်းတော်ကနေခိုးခဲ့မယ်ဆိုရင်ငါမင်းတို့ကိုခွင့်လွှတ်ဖေးဦးမယ်ဒါပေမဲ့အခုတော့ခွင့်လွှတ်မှာမဟုတ်ဘူးပြင်းထန်တဲ့ပြစ်ဒဏ်ပဲရစေရမယ်အရှင်မင်းကြီးအရှင်ကတနာကျင်တာတတ်တဲ့သူပဲကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါနောက်နောင်ဘယ်တော့မှမခိုးတော့ပါဘူးမဟုတ်ဘူးငါတို့ကတခိုးတွေကိုခွင့်မဟုတ်ဘူးစေနာပတိဒီတခိုးတွေကိုခေါ်သွားပြီးအကျဉ်းထောင်ထဲထည့်လိုက်ဆိုင်အရှင်မင်းကြီးကျွန်တော်တို့အပေါ်မှာဒီလောက်အထိမရက်ဆက်ပါနဲ့ခွင့်လွှတ်ပေးပါကျွန်တော်တို့ဒီနိုင်ငံကနေထွက်သွားပါမယ်ပင်ပင်ပန်းပန်းအလုံးလုံးပြီးပဲဝမ်းစာရှာပါမယ်ကောင်းပြီမင်းတို့နှစ်ယောက်လုံးခိုးတာကိုတကယ်ရက်လိုက်မယ်ဆိုရင်ငါမင်းတို့ကိုအကျဉ်းထောင်ထိမထိဘူးဒါပေမဲ့လဲသမားအိမ်မှာခိုးခဲ့တဲ့အတွက်ပြစ်ကံတော့ခံရမယ်မင်းတို့နှစ်ယောက်လုံးလဲသမားရဲ့လဲခွင်းထဲမှာတနစ်တိတိအလုပ်လုပ်ဖေးရမယ်ပြီးတော့မင်းတို့ခိုးခဲ့တဲ့ငွေထက်နှစ်ဆကိုရာမှုအတွက်ရှာဖေးရမယ်မင်းတို့သာထပ်ပြေးဖို့ကြိုးစားမယ်ဆိုရင်တော့အကျဉ်းထောင်ထဲမဟုတ်ပဲတေးတံကိုပဲတိုက်လိုက်ပေးမယ်လူတိုင်းဟာဘုရင်ကြီးရဲ့တရားမျှတတဲ့စီရင်မှုအပေါ်မှာအယံကိုကျေနပ်သွားကြပါတယ်ညီလာခံတစ်ခုလုံးမှာဘုရင်ကြီးရဲ့ဂုဏ်သတင်းတွေဟိမ့်ထွက်သွားပါတော့တယ်ဒီလိုနည်းနဲ့လယ်သမားလေးဟာတရားမျှတမှုကိုရရှိသွားခဲ့ပါတယ်